သူဟာကဘာဘောကနောက်ဆုံးအရာမလူသားကြီးဖြစ်ပြီးသူ့ရဲ့နေ့စဉ်အလုပ်ကတော့ဖျားသခင်အတွက်ပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ပေးဖို့ပါပထမဆုံးအနေနဲ့သူဟာသူ့ရဲ့တူကိုယူပြီးအဝက်ရက်တောင်ကြီးကိုပုံဖော်ထုစစ်ပါတော့တယ်။နိုင်ပေါင်းများစွာတေချာတိုက်ချုပ်ပြီးပုတ်တိုက်ပြီးတဲ့နောက်တောင်ထိပ်ပေါ်ကိုဂျုံမွန်တန်ပေါင်းထောင်ချီပြီးလောင်းချလိုက်ပါတယ်။အဲ့ဒီလိုနဲ့ပဲကဘာအမြင့်ဆုံးတောင်ကြီးဖြစ်လာခဲ့တာပါ။နောက်တစ်ဆင့်အနေနဲ့သူဟာကဘာအကြီးဆုံးမိုးတစ်တော်ကြီးဖြစ်တဲ့အမေဇုံမိုးတစ်တော်ကြီးစီကိုဦးတည်သွားခဲ့ပါတယ်။သူဟာမြေအဆက်ကိုကင်ပြီးတကိုင်းတွေကိုစတင်ဖျက်တောက်ပုံသွင်းခဲ့ပြီးမကြခင်မှာပဲအမေဇုံတော်ကြီးဟာပို့ပြီးတော့တက်ရက်လာပလာခဲ့ပါတယ်။ဒါကတော့သူ့ရဲ့နေ့စဉ်လှုပ်ရိုးလှုပ်ဆင်အလုပ်ပါပဲအလုပ်သွားရတယ်လို့မျိုးပေါ့သူဟာမနက်တိုင်းစောစောထရတယ်မနက်စာစားတယ်ပြီးရင်ကဘာကြီးကိုတန်ရှင်းလာပါအောင်လုပ်ဖို့အတွက်အပြင်ထွက်ရပါတယ်မနက်ခင်းတစ်ခုမှာတော့မနက်စာစားရင်ပြက်ခတ်ရင်ကစားရက်တရက်ကိုတာမန်တိုင်းဆွဲဖျက်လိုက်ပါတယ်သူ့မျက်လုံးကရက်ဆွဲပေါ်ရောက်သွားတဲ့အချိန်မှာရုတ်တရက်တတိယသွားတာကဒီနေ့ဟာဖျားသခင်ကိုယ်တိုင်သူ့ရဲ့အလုပ်တွေကိုလာရောက်စစ်ဆေးမဲ့နေ့ဖြစ်နေတာကိုပါပဲသူဟာအရန်လန့်သွားတာကြောင့်မနက်စာကိုဆက်မစားတော့ပဲကြော်လိုက်ပါတော့တဲ့သူဟာဘေးကင်းလုံခြုံရေးဦးထုတ်ကိုအမြန်ဆောင်သူ့ရဲ့အလုပ်သမားကိရိယာဒိတ်တာကိုယူပြီးအလုပ်စီအပြေးလွှားသွားခဲ့ပါတယ်မကြခင်မှာပဲသူဟာစူပီရီးယားအိုင်စီရောက်ရှိသွားပါတယ်သူဟာရေပိုက်ကိုဆွဲထုတ်ပြီးကမ္ဘာအကြီးဆုံးရေချိုအိုင်ကြီးတဲ့ကိုရေတွေပြန်ဖြည့်ပေးပါတော့တယ်သူ့အလုပ်ထဲမှာအာယုံဆိုင်နေတဲ့အချိန်ရှေးဦးမျိုးနယ်စုတစ်ခုကလူတွေကသူ့ကိုလက်မြင်သွားကြပါတယ်ဒါဟာသူတို့တက်တန်းတစ်လျှောက်ဒီလောက်ရက်ရှည်တဲ့လူကိုပထမဆုံးအချိန်မြင်ဘူးချင်းဖြစ်ပြီးအရန်ကိုတုံးလုံးချောက်ချသွားကြပါတယ်သူ့ရဲ့အရာမခန္ဓာကိုကြီးကြောင့်ဒီလူကြီးဟာရေကန်ထဲကိုစီးသွားနေတယ်လို့သူတို့ကထင်မှတ်ပြီးဒေါသထွက်ခဲ့ကြပါတယ်ဒါပေမဲ့အရက်ရှိလာတဲ့ထိုလူကြီးကတော့မြင်သာစွာပြုံးပြပြီးသူဟာဖျားသခင်အတွက်အလုပ်လုပ်ပေးနေတာဖြစ်ကြောင်းကဘာကြီးကိုပုံမလာပတန်ရှင်းအောင်လုပ်ပေးနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်မျိုးနယ်စုလူတွေဟာထိုလူကြီးပြောတာကိုကြားလိုက်ရတဲ့အခါအရာအလုံးကိုနားလည်သွားကြပါတယ်သူတို့တွေကသူ့ကိုခွင့်လွှတ်ပေးခဲ့ကြပြီးစတင်ရိုတေးလေးစားလာကြပါတယ်ထိုလူကြီးကသူတို့ကိုလက်ပြနှုတ်ဆက်ခဲ့ပြီးသူတို့ကလည်းသူတို့ရဲ့လန်တွေကိုမြောက်ပြီးအလေးပြုခဲ့ကြပါတယ်